Point game ဟာ Arcade Simulation Open World Style game တစ်ခုဖြစ်ပြီးတော့မှ developer တော့ Devo 1ဖြစ်ပြီးတော့မှ publisher တော့ Kawali ဖြစ်ပါတယ်။ game ကို2019ဖေဖော်ဝါရီလ12ရက်နေ့မှာ PC Swing ပေါ်မှာ Early Access အနေနဲ့ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ Solo developer တစ်ယောက်တည်းကဖန်တီးထားတဲ့ indie game တစ်ခုဖြစ်ပါတယ်။ Early Access ကာလအတွင်းမှာ Free Black တွေကိုအခြေခံပြီးတော့မှ update များစွာထွက်ခဲ့ပြီးတော့မှ Arcade Machine အသစ်တွေ Map Island တွေ Gameplay Mode တွေကိုတိုးချဲ့ခဲ့ရဖြစ်ပါတယ်။ Open World Arcade Combat ကိုထူးခြားစွာဖန်တီးထားပြီးတော့မှ Arcade Light Sim Exploration ကိုအခြေခံထားတာဖြစ်ပါတယ်။2026ခုနှစ်မတ်လ19ရက်နေ့မှာ Full Version ကိုထုတ်လုပ်ခဲ့ပြီးမှ PC အပြင် PlayStation 4 Xbox Series X တို့ပါထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ Arcade Machine ပေါင်း50 ပလက်ပါဝင်ပြီးတော့မှ Ticket Return System Open World Island ထဲမှာလှည့်လည်ကစားနိုင်ပြီးတော့ Survival Mode နဲ့ Happy Birthday Mode ဆို Gameplay နှစ်ခုရှိတာဖြစ်ပါတယ်။ Physics-based Gameplay Realistic Feeling ကိုခံစားစေရမှာဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။